သိန်းထောင်ချီအကုန်ကြခံပြုစုခဲ့ပြီးမြဲမိခင်ဆုံးပါသွားလို့ဝမ်းနည်းနေရတဲ့အင်ချေ YC7 New ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မနေ့တုန်းကတော့အင်ချေရဲ့မိခင်ဖြစ်သူဒေါ်ဝါထွန်းတယောက်ကဆုံးပါသွားခဲ့တာဖြစ်ပါတယ်အင်ချေရဲ့မိခင်ဖြစ်သူကအသက်ကင်ဆာရောဂါဝေဒနာကိုခံစားနေကြရတာကြာပါပြီငယ်စဉ်ကလေးကမိသားစုနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာတွေအများကြီးရရှိထားတဲ့အင်ချေကမိခင်ဖြစ်သူကိုဘယ်ချိန်ဘယ်ကာလမှစိတ်မညှိုးနွမ်းရအောင်မျက်နှာမငိမ်ရအောင်အမကြီးအမိယာသဘောမျိုးနဲ့စူးစမ်းပြီးတော့စိတ်ချမ်းသာအောင်ထားပေးခဲ့တာဖြစ်ပါတယ်။ဖခင်ဖြစ်သူနဲ့ဝေးကွာသွားပြရတဲ့နောက်ပိုင်းမှာအသက်14နှစ်လောက်ကလေးကအင်ချစ်ကမိသားစုတာဝန်တွေကိုယူခဲ့ရတာပါ။တချင်းတွေဆိုရင်ဘဝဝမ်းကြောင်းပြုကရှားတဲ့ပတ်စံငွေကြီးလေးနဲ့မိသားစုကိုပြေဆုံးအောင်ထားခဲ့ရပြီးမိခင်ကိုလည်းအကောင်းဆုံးဖြစ်အောင်ဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကဖခင်နဲ့ပတ်သက်တဲ့စိတ်ဝေဒနာတွေအများကြီးခံစားခဲ့ရတာကြောင့်မိခင်ဖြစ်သူစိတ်ချမ်းသာဖို့ကသာအင်ချစ်ဘဝမှာအရေးကြီးဆုံးဖြစ်ခဲ့တာပါ။အိမ်နာပြုတ်သွားပြီးရဲ့နောက်ပိုင်းမှာဆိုရင်လေအိမ်ချစ်ကမိခင်ကိုပြစ်ထားတာမျိုးမရှိဘဲအကောင်းဆုံးအနေနဲ့ဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိအချိန်မှာဆိုရင်မြန်မာပြည်ကိုပြန်လာတချင်းတွေအများကြီးဆိုရှိုးပွဲတွေလုပ်ပြီးရတဲ့ငွေကြီးနဲ့မိခင်ရဲ့ကျန်းမာရေးအတွက်ဂရုစိုက်ပြီးဆောင်ရှောက်နေတာပါ။ကင်ဆာရောဂါဝေဒနာကိုခံစားနေရတာဖြစ်တဲ့အတွက်ပြုစုကုသတဲ့ကုန်ကြစိတ်ကလည်းသိန်းထောင်ချီကုန်ကြတာဖြစ်ပါတယ်။ဒီလိုမျိုးကုန်ကြရဲဆိုပေမဲ့မိခင်ဖြစ်သူစိတ်ချမ်းသာဖို့အရေးကြီးဆုံးဖြစ်ပြီးမိခင်ရဲ့ကျန်းမာရေးကသာအကောင်းဆုံးဖြစ်ပါတယ်ဆိုပြီးသူကပြောပြလာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးအင်ချစ်ရဲ့ခင်မွန်းဖြစ်သူကိုယ်တိုင်ကလည်းအင်ချစ်ပေါ်မှာနားလည်မှုအပြည့်အဝပေးထားပြီးသမီးဖြစ်သူနဲ့ခင်မွန်းဖြစ်သူကနိုင်ငံခြားမှာနေကအင်ချစ်ကမြန်မာပြည်ပြန်လာပြီးမိခင်ကိုစောင့်ရှောက်ကတချင်းဆိုရင်ဝန်စာရှာနေရတာဖြစ်ပါတယ်။ခင်မွန်းဖြစ်သူကလည်းအင်ချစ်ကိုအပြည့်အဝနားလည်ပေးပြီးကလေးထိန်ကအလုပ်တစ်ဖက်နဲ့သမီးလေးကိုမညိုမညင်အောင်စောင့်ရှောက်ပေးနေလို့အင်ချစ်အနေနဲ့ကျေးဇူးတင်ရတယ်ဆိုပြီးလွန်ခဲ့တဲ့ရက်ကအင်တာဗျူးတစ်ခုမှာဖြေကြားလာတာပါ။အင်ချစ်အနေနဲ့မိခင်စိတ်ချမ်းသာအောင်ဘလို့ပဲထားတာယောဂဝေဒနာသက်သာအောင်ငွေကြေးအကုန်ကြခံပြီးပြုစုတဲ့စောင့်ရှောက်တဲ့ကုသတယ်ဆိုပေမဲ့မလွန်ဆန်နိုင်တဲ့ဘာဝတရားကြီးကြောင့်အင်ချစ်အနေနဲ့မိခင်ဖြစ်သူကိုလက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက်အင်ချစ်တယောက်လည်းတော်တော်လေးကိုစိတ်ထိခိုက်ဝမ်းနည်းကြေကွဲနေရတာပါ။ဒါပေမဲ့အင်ချစ်အနေနဲ့နောက်ဆုံးအချိန်ထိမိခင်ကိုပြုစုဆောင်ရှောက်ခွင့်ရလိုက်သလိုသမီးတယောက်အနေနဲ့မိဘတယောက်ပေါ်မှာပြုစုရမယ်တာဝန်ဝတ္တရားတွေကိုအစွမ်းကုန်ကြည်ပြွန်ခဲ့တာဖြစ်တာကြောင့်အားလုံးကလည်းအင်ချစ်ကိုနှစ်သိမ့်အားပေးနေတာပါ။အင်ချစ်ကမိသားစုပေါ်မှာအရှမ်းကိုတာဝန်ကြီးရဲ့သူတယောက်ဖြစ်တဲ့မိခင်ကြီးအတွက်ကိုလည်းအကောင်းဆုံးလုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ဝမ်းမနည်းဖို့ကိုလည်းအားလုံးကအားပေးစကားပြောကြားနေကြတာဖြစ်ပါတယ်။အင်ချစ်ကတော့မိခင်ရဲ့နိုင်အတွက်အစအဆုံးတယောက်တည်းစီစဉ်နေရတာဖြစ်တဲ့အတွက်ပင်ပန်းနေပါပြီ။ဒါပေမဲ့လည်းပင်ပန်းထားတယ်ဆိုပေမဲ့မိခင်ရဲ့နောက်ဆုံးခီးကိုအကောင်းဆုံးဖြစ်ဖို့အင်ချစ်ကကြိုးစားနေတာပါ။မျက်နှာငယ်လေးနဲ့မိခင်ရဲ့နိုင်အတွက်ကူညီပေးကြဖို့ကိုလည်းအင်ချစ်ကပြောဆိုနေတာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအကောင်းဆုံးပြုစုဆောင်ရှောက်ခဲ့တယ်ဆိုပေမဲ့မိခင်ဆုံးပါသွားလို့ဝမ်းနည်းနေရှာတဲ့အင်ချစ်အတွက်ဘလို့အားပေးစကားပြောကြခြင်းလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။